26နှစ်အကြာမှအမှုမှန်ပြန်လည်ပေါ်ပေါက်လာခဲ့တဲ့ဂျပန်နိုင်ငံကလေးစားချေလူတက်မှုအကြောင်းကိုသင်သိပါသလား။ကူမီဆိုတဲ့မျိုးသမီးကဆာတိုရုတို့မိသားစုကိုတတ်ခဲ့တဲ့အမှုတစ်ခုဖြစ်ပါတယ်။အဲ့တုန်းကတက်တည်မလုံးလောက်ခဲ့တာကြောင့်ရဲတွေကတရားခံမဖမ်းနိုင်ခဲ့ဘူး။အချိန်ကြာလာတော့ဒီမှုကတဖြည်းဖြည်းနဲ့အေးဆက်သွားပြီးတော့လူတွေကလည်းအဲ့ဒီမိသားစုကိုမေ့သွားခဲ့တယ်။ဒါပေမဲ့ဆာတိုရုကတော့ရှုံးမပေးဘူး။တနေ့ကျတော့ဒီမှုဖြေရှင်းနိုင်မဲ့ခင်မီနီးပညာတွေပေါ်ပေါက်လာမယ်လို့သူကမျှော်လင့်နေခဲ့တာပေါ့ဒါကြောင့်သူကတိုက်ခန်းရဲ့အိမ်လာကောင်ကိုလာတိုင်းဇက်တိုက်ပေးနေခဲ့တာသူကိုယ်တိုင်နေဖို့အတွက်မဟုတ်ဘူးအဲ့ဒီလူတန်းမှုဖြစ်တဲ့နေရာမှာတက်တွေတွေလုံးဝမပြောက်ပြတ်မပြက်စီးအောင်မူလာတိုင်းရှိနေအောင်လို့တဲ့အဲ့လိုနဲ့26နှစ်ကျော်ကြာတဲ့အခါမှာခင်မီနီးပညာရဲ့နဲ့ DNA စစ်တဲ့စက်ကရိယာတွေနဲ့ရဲတပ်ဖွဲ့ကရောက်ရှိလာခဲ့ပြီးတော့အဲ့တိုက်ခန်းကိုတေချာပြန်စစ်ဆေးခဲ့ပါတယ်အဲ့အမှုကိုပြန်စစ်ဆေးတဲ့အခါမှာကူမီဆိုတဲ့အမျိုးသမီးတစ်ယောက်ကဒီအမှုမှာပါဝင်ပတ်သက်နေတာကိုတွေ့ရှိသွားခဲ့ပါတယ်ကူမီဆိုတဲ့အမျိုးသမီးကလည်းသူကိုယ်တိုင်လည်းဒီမှုမှာပါဝင်ပတ်သက်ပါတယ်လို့ဝန်ခံခဲ့ပါတယ်။ကူမီကဘာလို့ဒီဆာတိုရုတို့မိသားစုကိုတတ်ခဲ့ရလဲဆိုတော့လွန်ခဲ့တဲ့အကြောင်းသူဘဝကလေးကဆာတိုရုကိုကြိုက်ခဲ့တာပါ။ဒါပေမဲ့ဆာတိုရုကသူ့ကိုညှင်းလွတ်ခဲ့တဲ့အတွက်ကူမီကလက်စားချေတဲ့အနေနဲ့ပြန်လဲတတ်ခဲ့တာလို့လည်းဆိုခဲ့ပါတယ်။လူကြီးမင်းတို့ကဘယ်လိုထင်လဲဒီအမှုလေးကိုဘယ်လိုထင်လဲကွန်မန့်မှာရေးခဲ့ပေးပါအောင်နော်။